အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့တပတ်စာအလုပ်ထမင်းဘူးကိုဘယ်လိုပြင်ဆင်လဲဆိုတာကိုမျှဝေပေးချင်ပါတယ်ရှင်။မြင်းဆုံးညီမကအနှစ်ချက်ပါတယ်ဟင်းချက်အနှစ်ပေါ့နော်။ညီမကအဲ့လိုမနှက်စောစောထားပြီးတော့ထမင်းအားစားချက်ပြီးမှပဲထမင်းဘူးထုတ်တဲ့ဟာကိုပို့ပြီးတော့ကြိုက်ပါတယ်။အဲကြောင့်မလို့ကြိုတင်ပြင်ဆင်ပြီးတော့မှလှုပ်ရှားရှားလှုပ်ထားတာပေါ့နော်။ရုံဆုံးကျွတ်သွန်နေစိတ်ထားတယ်ပြီးပြီဆိုရင်ကျွတ်သွန်ဖြူကိုကြိတ်တယ်ပြီးရင်တော့ညီမအနှစ်စားချက်ပါမယ်။ဒီလိုဟင်းနှစ်ချက်ထားရဲဆိုလို့ရှိရင်ပေါ့နော်ဟင်းချက်တဲ့ချိန်ရလို့ရှိရင်လွယ်ကူမြင်ဆန်တယ်ပေါ့နော်ကျက်သွန်နီခွာရတဲ့လုပ်တွေပါလည်းမရှိတော့ဘူးအဲဒီကျက်သွန်နီအနစ်ဖြောင်စောင့်ရတဲ့လုပ်တွေလည်းမရှိတော့ဘူးပေါ့နော်ဒါကတော့ညီမကစနွင်းလေးပဲထည့်တာပါနော်ဘာလို့အချိုးနဲ့တဲ့ဟင်းတွေအတွက်ဆိုလို့ရှိရင်အယောင်တင်ပါအဆင်မပြေမှာဆိုလို့ချက်တဲ့ခါကျမှပဲအယောင်တင်ထက်မယ်ဆိုပြီးတော့မှဒီစနွင်းလေးနဲ့ကျက်သွန်နီအဖြူလေးနဲ့ပဲညီမဟင်းနှစ်လေးချက်ပါတယ်ရှင်နော်ဒီလိုမျိုးလေးရသွားပြီဆိုရင်တော့ညီမကဘူးထဲကိုထည့်ပြီးတော့ရေခဲတာထဲမှာထည့်ပြီးတော့တိမ်ပါတယ်ဟင်းချက်မယ်ဆိုမှသုံးတာပေါ့နော်ဒီလိုမျိုးလေးပါရှင်ဒီနည်းလေးကဟင်းချက်တဲ့ချိန်မှာပို့ပြီးမြန်ဆန်စီရပါတော့ဒါကကြတော့ဝယ်လာတဲ့ကြက်သားနဲ့ပဇွန်ငဖယ်စားရတယ်ပေါ့နော်ပဇွန်ဆိုရင်လည်းဒီလိုအခွန်လေးခွာထားတယ်ငဖယ်ဆိုရင်လည်းညီမကိုယ်တိုင်ပေါက်ထားတာပေါ့နော်ကြက်သားကိုညီမ2မျိုးဝယ်ထားရပေါ့နော်တစ်မျိုးကကြတော့ပေါင်ဘက်ပေါ့နော်ပေါင်ဘက်ချမ်းကြောင်ညီမတခါတည်းဆိုင်ကိုခုတ်ခိုင်းထားတယ်အဲ့ဒါကြောင့်ကြက်သားချိုးလေးနှက်မယ်ပေါ့နော်ပြီးရင်တော့ရင်အုပ်သားလေးဝယ်ထားတယ်ရင်အုပ်သားကိုကြတော့ဒီလိုမျိုးအပြောင်းလေးအရင်လေးလိပြီးတော့မှအတုံးလေးတုံပြီးတော့ညီမကကြက်ကုန်းမောင်တို့ကြက်ချင်ဆက်တို့ပေါ့နော်ကြက်ပူရှိန်တို့စရတယ်ပေါ့အဲ့လိုကြက်သားအသားကြီးပဲတောင်းရမယ့်ဟင်းတွေအတွက်ချက်မယ်ဆိုပြီးတော့မှကြိုပြီးပြင်ဆင်ထားပါတယ်အားလုံးပြင်ဆင်ပြီးသားပြီဆိုရင်တော့ခွက်ကလေးတွေကိုထည့်ပြီးတော့သူ့ရဲ့ဘူးထဲမှာပဲတခါလေးထည့်ပြီးရေခဲသားထဲမှာတိမ်မယ်ပေါ့နော်ဒီဟာကညီမကနေ့လယ်စာထမင်းဘူးပေါ့နော်အလုပ်သွားလို့ထည့်သွားတဲ့ထမင်းဘူးအတွက်မနက်ကိုချက်ဖို့ပြင်ဆင်ထားတဲ့ပုံစံလေးပါရှင်အခုလိုမျိုးလေးအစီဘူးတွေကိုထည့်ပြီးတော့ပဇွန်နဲ့ကြက်သားနဲ့ကိုအနက်မကူအောင်လို့ပလက်စတစ်လေးအုပ်ပြီးတော့မှညီမသိမ်းလိုက်ပါတယ်ကဲဒီလိုမျိုးလေးဆိုရင်တော့ရပါပြီနောက်ရက်ဒီမှာလည်းထမင်းဘူးပြင်ဆင်ပုံလေးတွေကိုမျှဝေပေးသွားပါမယ်လိုအပ်တာလေးရှင်းလဲ comment မှာပြောခဲ့ပေးကြပါဦးနော်အားလုံးပဲနောက်ဗီဒီယိုလေးမှာပြန်တွေ့ပါမယ်တတား